စာမွေးတွေဖြည့်ပြီးသွားလို့နေရာဒီကျောင်းသုံးလပိတ်တဲ့ရက်လေးတွေရောက်လာခဲ့ပြီတချို့ချိန်လေးတွေကကျူရှင်တက်နေရပြီမဲ့တချို့ချိန်တွေကတော့ကျမရဲ့ကိုယ်ပိုင်အားတဲ့ချိန်လေးတွေလေအဲ့ဒီချိန်လေးတွေဆိုကျမစပိန်လေးကိုနေပြီးတော့ကိုကြီးဟိန်းတက်တို့ရဲ့စာအုပ်အငါးဆိုင်လေးကိုပြေးသွားတတ်လိမ့်ရှိရဲ့ကျမသဘောကျတဲ့စာအုပ်လေးတွေဖတ်ချင်မိတာရဲ့ပြီးတော့ကိုကြီးရဲ့မျက်နှာလေးကိုမြင်လို့မြင်nhauပေါ့ကုံစုံဆိုင်လေးဘေးမှာတွဲပွင့်ထားတဲ့စာအုပ်ဆိုင်လေးရှိကိုကျမရဲ့စပိန်လေးကိုတောက်ထားလိုက်တယ်ဆိုင်လေးတွေကိုကျမဝင်လာတဲ့အချိန်မှာဆိုင်ဝင်ချင်းမှာချိတ်ဆွဲထားတဲ့ခြူဆွဲလေးတွေကအတန်လေးတွေမိလာခဲ့တယ်။ဆိုင်ထဲမှာတော့လူကရှိမနေခဲ့ဘူး။ဒါပေမဲ့ခြူတန်လေးကြားတော့မှလူကရောက်လာခဲ့တယ်။လမ်းကြည့်လိုက်တဲ့အခါကျမှကိုကြီးဖြစ်နေခဲ့တယ်။ပြောလိုက်တာရှင်။ဟာအငယ်လေးစောင်းလာငါလား။ဟုတ်လာလေအကူမနီးကမိတ်ထီလာပဲရောက်လို့စားအုပ်သစ်တွေတောင်ဝယ်လာခဲ့သေးတယ်။ကြည့်ကြည့်လေ။ကိုကြီးဟာစားအုပ်သစ်လေးတွေကိုကျမအတွက်ထုတ်ပြရဲ။ဟာစားအုပ်လေးတွေစားအုပ်သစ်တွေကကျမကြိုက်တဲ့စာရေးဆရာတွေရဲ့စားအုပ်တွေပါလား။စားအုပ်တွေကိုကြည့်ရင်ကျမမှာအသက်ရှူဖို့တောင်သတိမရခဲ့ဘူး။ငါးချင်တဲ့စားအုပ်ကိုယူသွားလေ။စားအုပ်တွေကချုပ်တော့မချုပ်ရသေးဘူးရဲ့။ဟုတ်ဟေးစားအုပ်တွေရမ်းကြိုက်တယ်ထင်တယ်နော်။အိုးအရမ်းကြိုက်တာပဲ။ကိုကြီးကကျမဖြစ်နေတဲ့ပုံလေးကိုကြည့်ရင်းနဲ့ရေတယ်။စာဖတ်ဝါသနာပါတာကောင်းနေငယ်လေး။ကျမလည်းအိမ်ကလေးကစဉ်းစားလာခဲ့တဲ့အမရှင်တစ်ခုကိုလှုပ်ဆောင်မှုကျမရဲ့အင်ကြီးအိတ်ကက်တွေကထည့်လာတဲ့ချိုချင်းလေးကိုထုတ်လိုက်တယ်။ပြီးတော့ကိုကြီးစီကိုပေးလိုက်တယ်။ကိုကြီးအတွက်ဒီချိုချင်းလေးကဂရင်းရှင်းတာမို့လို့လေ။ကိုလည်းချိုချင်းလေးကိုပေးရင်ငားချင်တဲ့စာအုပ်ကိုယူပြီးတန်းကြီးမိတာပဲ။လူကရှက်လဲရှက်လာတာကိုကိုကြီးအတွက်အသေးပုံချိုချင်းလေးပေးခဲ့တယ်ဆိုတာကျမအတွက်တော့ချစ်ချင်းမြတ်တာတွေထုတ်ပေါ်ပြဖို့အတွက်မလားဟေးအငယ်လေးစားအောင်ငါစီရင်မသွင်းရသေးဘူးလေကိုကြီးကဆိုင်လေးကနေလှမ်းအောင်မှာပဲကို့မှာရှက်ရှက်နဲ့ပြန်ဝင်လာရတယ်ကိုကြီးကကျမပေးထားတဲ့ချိုချင်းလေးကိုကိုင်းလို့ပေါ့ချိုချင်းပေးလို့ကျေးဇူးနော်ကိုကြီးစားအောင်မှတ်တာကိုစောင့်ပေးနေမိတော့မှကျမခေါင်းလေးငုပ်ထားမိတယ်ရင်တွေခုန်လိုက်တာများပြောမနေပါနဲ့တော့ကျောင်းပိတ်တဲ့ရက်တွေအတွင်းကိုကြီးတို့ဆိုင်လေးမှာမုံတွေနဲ့သွားဝယ်စားပစ်ခဲ့တယ်လို့စားအုပ်အငါးဆိုင်လေးမှာလည်းစားအုပ်တွေသွားငါဖြစ်တယ်။ကိုကြီးနဲ့တွေ့ရတဲ့အချိန်တိုင်းလည်းကျမရဲ့အိတ်ကက်ထဲကပါလာတဲ့အသေးပုံချိုချင်းလေးတွေကိုကိုကြီးဟင်းတက်စီပေးခဲ့တာကြီးပဲ။အဲ့လိုပေးတိုင်းလည်းကိုကြီးကကျေးဇူးတော်ငယ်လေးဆိုရဲစကားတွေပဲပြောတယ်။အသေးပုံစကြားလုံးလေးတွေကိုကြီးစီကိုပေးခဲ့မိတာဘယ်နှလုံးမှန်းတောင်မြူတွက်မိခဲ့တော့ဘူး။ကျမအတွက်တော့ကိုကြီးဟင်းတက်စိတ်ရဟိုးအနက်ဆိုင်ဆုံးနေရာအထိရောက်လာခဲ့မိတာအသေးချာဆုံးတော့သူပါပဲ။